ဝတ္တတုအထုပကအခါရဘာမြတ်စွာဘုရားသည်ယဟန်တော်များနှင့်အတူမကရာတိုင်း၌ဒေသစာရီကြွချီခဲ့ရာတခုသောအရ၌မိအကြီးအကျယ်လောင်းနေသည်နှင့်ကြုံရ၏ထိုမိကြီးကဘုရားရှင်ထံရောက်မလာပဲဘုရားရှိရာပတ်ပတ်လဲ16ပဲအရက်ကရှောင်ကွင်းရာယဟန်မြတအံတအောချီးမွမ်းပြောဆိုကြ၏ထိုအခါဘုရားရှင်ကဤအရက်ကိုမိကွင်းခြင်းမှာငါဘုရားဤယခုဘဝအစွမ်းမဟုတ်ငါဘုရားဤရှေးအခါကသစ္စာစွမ်းအာသာဖြစ်သည်ဟုမိန့်တော်မူပြီးလျင်အတိတ်ကိုဆောင်တော်မူ၏အခါရဘာမြတ်စွာဘုရားသည်မကရာတိုင်းတခုသောတောအုပ်ဝဲငုံမျိုး၌ဖြစ်၍ဥဂွန်တွင်မှပေါက်ခါစအမွေးအတောင်မစုံသေးမီတောမိအကြီးအကျယ်လောင်းလာသဖြင့်မိဘများနှင့်တကဝငှက်အပေါင်းသည်သေဘေးမှကြောက်ကြလေသောကြောင့်တောအုပ်မှထွက်ပြေးကြကုန်၏ဖယားအလောင်းငုံမင်းသည်ဥခေါင်ကိုထောင်ပြီးကြည်လိုက်သောတောမိကြီးနီးကပ်လာသည်ကိုမြင်ရသဖြင့်ငါအားသစ္စာပြုသည်မှတပါအခြားကိုးကွယ်ရာမရှိပြီဟုအကြံဖြစ်ခါတန်တိပက္ခအပတနာစသည်ဖြင့်သစ္စာပြုသောအခါလောင်သောတောမိမှရှောင်းခွာအေးငြိမ်သွားလေသည်ဟုဟောကြားတော်မူလေသည်ထိုဟောကြားတော်မူသောဝတ္တသုတ်ပရိတ္တောတိကပုရိန္တံဗောဓိတံဘာရိနိဗ္ဗတံဝတ္တဇာတိယံယတတေစေနထာဝဂီမဟာတတံဝိဝဇယိထေရတသာရိဗုဒ္ဓတလောကနာထေနဘာတိတံကပ္ပထာယေမဟာတေဇံပရိဒံတံဗနာမဟိအာတိလောကေသီလဂုဏောသစ္ဆံသောစေယနုတ္တယတေနသစ္စေနာကဟမိသစ္စာကိရိယမုဒ္ဓမံအာဝဇိတဝါဓမ္မဗလံတရိတဝါပုပ္ပကေစီနေသစ္စာဗလမဝတ္တယသစ္စာကိရိယမဂတဟံတန္တိပက္ခအပတနာတန္တိပါဒာအဝိသနာမာတာပိဒါသနေခန္ဓာဇာတဝေရပဋိကမအဟတိစေကတိမရှံမဟာပိဇလိတောတိခိဝဇေတိသောလတာကရိတာနိဥရကံပတ္တဝါယထာတိခိသစ္စေနာမေတ္တမောနတ္ထိဧတမေသစ္စာပါရမီဝတ္တသုတ်တံနေဋ္ဌိတံ